အားလုံးပဲမင်္ဂလာပါကျွန်တော် David ရှင်သက်ဖြစ်ပါတယ်ကျွန်တော်ယနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ညသန်းကောင်ကအိမ်အိုဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။အိုးမြို့နယ်အရင်ဝေးလံခေါင်းပါတဲ့နေရာတနေရာမှာပုံညရွာဆိုတဲ့ရွာလေးတစ်ရွာရှိတယ်တဲ့။အဲ့ဒီရွာရဲ့အဆုံးမှာလူမနေတော့တဲ့အိမ်အိုကြီးတစ်လုံးလည်းရှိတယ်။ညရောက်တိုင်းအဲ့ဒီအိမ်ထဲကနေတောက်ဆိုတဲ့စုညင်သင်တွေကထွက်လာတတ်တယ်။အဲ့ဒီကပုံညရွာကရွာသားတွေကအဲ့ဒီအိမ်မှာမကောင်းဆိုးဝါးရှိတယ်လို့လည်းပြောကြတယ်တဲ့ဒါပေမဲ့အသက်19နှစ်လောက်သာရှိတဲ့မင်းခက်ဆိုတဲ့အကောင်လေးတစ်ယောက်ကမယုံဘူးတဲ့အယုံကြည်မရှိဘူးတဲ့အဲ့ဒီတော့သူ့ရဲ့တငယ်ချင်းတွေကြားထဲမှာသူကဟျောင်းနေမနေ့ဖြန်ညငါအဲ့ဒီအိမ်ဦးကြီးတွေကိုငါဝင်ပြမယ်ဆိုပြီးတော့စိန်ခေါ်လိုက်တယ်တဲ့နောက်တနေ့ညမှာသူစိန်ခေါ်ရတဲ့အတိုင်းပဲအဲ့ဒီအိမ်တွေကိုဝင်ပြမယ်ဆိုပြီးတော့မင်းခက်တယောက်လက်ထဲမှာဓာတ်မီတစ်လုံးကိုကင်ပြီးတော့အဲ့ဒီအိမ်ဦးကြီးတွေကိုဝင်သွားတယ်တဲ့အိမ်ဦးကြီးတွေလည်းရောက်တော့အိမ်ဦးကြီးထဲမှာဖုန်တွေကအရင်ထူနေပြီးတော့ချင်းစစ်စိတ်နဲ့မင်းခက်တယောက်အရင်အီးဆက်လာပြီးတော့စက်သိန်းနေတယ်တပြင်းပြင်းထလာတယ်တဲ့အတန်ကပူနီးလာတယ်တောက်နဲ့အခင်းတခင်းအရှိရောက်တော့တကားလိုပွေ့သွားတယ်တဲ့အဲ့ဒီအခင်းထဲမှာကြည့်လိုက်တော့လဲမင်းကြီးတစ်ချက်ပဲရှိတယ်တဲ့အဲ့ဒီချိန်မှာမင်းခက်တယောက်ဘာမှတွေးဝေမနေတော့ပဲသူ့လက်ထဲမှာပါလာတဲ့ဓာတ်မီတစ်လုံးနဲ့အဲ့မင်းကြီးတစ်ချက်ကိုထိုးကြည့်လိုက်တော့သူ့အရှိကမှန်ထဲမှာသူ့အနောက်ကနေမိမတယောက်ပြုံးပြနေတယ်လို့တွေ့လိုက်တယ်မင်းခက်တယောက်လည်းလန့်ပြီးတော့ပြန်လဲကြည့်လိုက်တော့အနောက်မှာဘယ်သူမှမရှိဘူးတဲ့ဒါပေမဲ့အဲ့ဒီသူ့အရှိကမှန်ကနေပြီးတော့အဲ့ဒီမိမကအမျိုးမျိုးသူ့ကို6လက်ပြနေတယ်တဲ့အဲ့ဒီအချိန်မှာပဲမင်းခက်တယောက်သူ့လက်ထဲမှာပါလာတဲ့ဓာတ်မီတစ်လုံးကတကယ်အားကုန်ပြီးတော့အလိုမီးမှိန်ပြီးတော့မီးပိတ်သွားတယ်တဲ့နောက်နေ့မနေ့လဲရောက်ရောရွာသားတွေနဲ့သူ့တငယ်ချင်းတွေကမင်းကတယောက်အိမ်ဦးကြီးတွေဝင်သွားတယ်ဆိုပြီးတော့မတွေ့တော့လို့လိုက်ရှာတဲ့အခါမှာတော့အဲ့ဒီအိမ်ဦးကြီးရဲ့အရှိမမင်းကစီမှာပါသွားတဲ့ဓာတ်မီတစ်လုံးပဲကျန်ခဲ့တယ်တဲ့အဲ့ဒီချိန်ကနေစပြီးတော့နောက်ဘယ်တော့မှမင်းကကိုမတွေ့ရတော့ဘူးတဲ့ဒီနေ့တင်ဆက်ပြီးတဲ့ညသန်းကောင်ကအိမ်ဦးဆိုဇက်လန်လေးရတော့ပုံမြင်လေးရတော့ဒါပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်